နောက်တနေ့ကျတော့ခန္ဓာလိုစွမ်းလဲကျွေးပြီးတော့စိတ်ညစ်လို့သူနေမိနေရလျှောက်နေအဲ့ဒီမှာသူ့ရဲ့သူ့အရင်ညီကျော်တာရဲ့ခုနကသူ့မနာရဲ့တတော်သားရဲ့မိန်းမကသူ့သားလေးခုနှစ်နှစ်ပြည့်တော့ဘာလုပ်နေတယ်မလဲရှင်ပြုတ်နေတာခင်ဗျားတို့ကျုပ်တို့ဒီမဆိုင်နေမပါဘူးဗိသိက်တွေမပါဘူးအနိနာမှာရှိတဲ့တန်ခါ၅ပါးလောက်ကိုရှိတဲ့ယရနာလေးရောက်ပြီးတော့သူ့သားလေးရှင်ပြုတ်ပြီးတော့သားကိုသာသနာပေါင်းရောက်ရင်သူ့ဦးကြီးမတတ်တော့ဘူးဆိုတဲ့အသိနဲ့သားကိုရှင်ပြုတ်ပြီးဒါပေမဲ့လို့သားလေးကဆုံးခံတဲ့မိစ္ဆာဒိဋ္ဌိအိမ်များတော့ဆုံးမဝတော့အမေဒီလာဆုံးလာခံရအမေဒီလာဆုံးခံတော့ဆုံးခံတဲ့နေရာနဲ့မဲတော်နေတာနဲ့ခုနကနန်းတော်ချနန်းတော်ကြောပြီးဆုံးခံရတော့ကျောင်းတိုက်ကနန်းတော်ရဲ့ရှိအမေနေတာကနန်းတော်ရဲ့အနောက်ဖြားမှာကဲတနေ့တော့ဆုံးမဝအမေဒီသွားပြီးဆုံးခံကိုအကြွခုနကအန်သောကဘယင်ကစိတ်ညစ်လို့နန်းပြတ်တဲ့လေးသားဆောင်တည်အမြင့်ပေါ်မှာနေပြီးတော့တည်ပေါက်ကလေးတကားလေးနဲ့ဖွင့်လိုက်ခုနကညီကျော်တာတာမဏီတွေကသင်္ကန်းလေးတပ်ပယ်ပြီးဆုံးခံကြွမင်းဒီတော့ဟိုကလေးကြည့်ရတာစိတ်ချမ်းသာတဲ့မျက်နှာကိုရင်လို့မပြောဘူးတော့ဗုဒ္ဓဘာသာမဟုတ်သေးလို့ဟိုတန်းငယ်ကြည့်ရတာစိတ်ချမ်းသာတဲ့မျက်နှာခေါ်ကြည့်လားဆိုပြီးတော့ခေါ်ခိုင်းတယ်တယောက်ခေါ်လှည့်မချင်တတိနဲ့ကြောက်ဖြည့်ပြက်ကြွတယ်နှမ်းတယ်ကြွတယ်နှမ်းတယ်ခုနကဒီကြောရတာမလျာကျွန်တော်စကားဖြတ်တယ်လို့ရှေ့မှာကြောက်လို့တော့ကရုံးတုံးတယ်သူကရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်တယ်စကားကြီးကြံမှဆိုလို့ပြုတ်ချက်ပြထားခဲ့သွားခေါ်ကြည့်ဆိုတော့၄ယောက်မြောက်တော့မှာရှင်းဘယင်ကနန်းတော်ကိုကြွပါလေကောင်းပြီတဲ့လက်ကလေးကလိုက်ရှေ့ရသွားဝိကလေးပိုက်ပြီးနန်းတော်ရောက်အဲ့ဒီမှာအသောကဆန်းဘယ်လိုဆန်းနေမှာကိုတငယ်တဲ့ငါမင်းနေရာမပေးဘူးလေမင်းနဲ့လိုက်တဲ့နေရာကိုကကိုကြည့်ထိုင်တော့သူ့တူရင်းတော့သူမသိဘူးအဲ့ဒီမှာဝတ်တောင်ကြီးညောင်ကြီးကြည့်တာဘာကြည့်လို့ဆိုနန်းတော်ကသူ့တက်ကြည့်တယ်တန်ခါရှိသလားလို့ကြည့်တန်ခါကဘာမှမမြင်တော့မှာတပိတ်ကိုစစ်သွားပေးတယ်မှသူ့ဦးလေးတော်တဲ့အသောကဘယင်းရဲ့လက်ထဲကိုရော့တပိတ်ပေးတယ်ပြီးတော့အသောကမဟာရသထိုင်တဲ့ရာဇပလင်ပေါ်တက်ပြီးတော့သင်္ကန်းလေးတပ်ပယ်ပြီးသတင်းသုံးကိုကတပိတ်လက်နဲ့ကိုင်ပြီးတော့အမေလေးဖြစ်တပိတ်ချပြီးတော့လက်ကအလိုလိုဖြစ်သွား